ကိုဇော်မင်းထွန်းခင်ဗျာဆရာတော်ကြွလာရဲ့အချိန်နည်းငယ်ပဲလို့လားဖြစ်တဲ့အတွက်ကြောင့်ဓမ္မယုံတွေကိုအမြန်ဆုံးကြွလာပေးပါခင်ဗျာဓမ္မမိတ်ဆွေယောဂီသူတော်စင်အပေါင်းတို့ခင်ဗျာဆရာတော်ကြွားရောက်လာပြီဖြစ်ပါတော့ကြောင့်ညီညာပြပြစေရဲ့ကင်းပါစေကိုစိတ်ကိုစင်ရဲ့ကင်းပါစေကိုစိတ်နဲ့ပြသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုဘယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဝေယံပြပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ဖြောင်းချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုဘယ်ကူသာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ချမ်းသာစွာဖြင့်ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ချမ်းသာစွာဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်သူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နဲ့ပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝန်ကိုသာသနာဝန်ကိုလွယ်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေသာဓုသာ